မောင်နေတဲ့တစ်တော်တွေမှာဆရာတယောက်ကလှုပ်ဝက်လူတယောက်နဲ့အတူမကောင်းဆိုးဝါပြတာတာကိုတွေ့ရတယ်။သူတို့ကမွေနဲ့ခေယူတင်းစင်ကိုထုံပြီးချိန်စာသိန်းအမွေဖြစ်စီတစ်ခုဖန်တီးတယ်။ဆရာကတေးပြီးသူကိုပြန်ရှင်းစေခြင်းသလားဆိုပြီးမေးလိုက်တယ်။ဒါနဲ့ပဲဇလန်ကသူ့ဘာရင်ကိုပြန်သွားတယ်။ကျောင်းတစ်ကျောင်းမှာဗော်လီဘောဖလိုင်ပွဲဖြစ်နေတယ်။အသင်းကောင်းဆောင်ဘူးစုပါဆိုတဲ့မိန်လီကပြန်ခွဲကိုနိုင်သွားတယ်။သူမကကွင်းထဲမှာတော့တော်တဲ့ကောင်းဆောင်ဖြစ်ပြီးမယ်။ကျောင်းထဲမှာတော့အကြောက်ဆုံးကျောင်းသူပါ။ကျောင်းသူဒီစီကနေလက်ဖက်ရည်ကြီးညှစ်တိုက်တဲ့ဘသူကမဆိုနှိပ်စက်တဲ့။တနေ့ကျောင်းသူအသေးတယောင်ရောက်လာတယ်။နာမည်ကကျင်တာယာ။သူဟာနဲ့အရင်ကျောင်းမှာဗော်လီဘောအသင်းကောင်းဆောင်ဖြစ်ဘူးတယ်။ဒါကိုသိရတော့ဘူးစုပါကသူ့ခေါင်းဆောင်ရာသူအန်ဒီရဲ့ရှိမှဆိုရင်လာတယ်။ကျင်တာယာကဘူးစုပါရဲ့နှိပ်စက်ခံရတဲ့အိုအားစားဆိုတဲ့ငင်းငင်းလေးနေတတ်တဲ့မိန်းကလေးနဲ့ထိုင်းတယ်။ထမင်းစားခန်းမှာဘူးစုပါကသူတို့စားပွဲပေါ်ကိုကြက်ရိုးနီဖြစ်ချပြီးလို့ဖားပြီးတယ်။သူမအကြောင်းချင်းနစ်မိလို့တန်ရှင်းကြီးလှုပ်ပြီးဖို့ဟောင်းဆိုတဲ့သူကိုညွှန်ကြားတယ်။ဟောင်းကချက်ချင်းတည်သွားပြီးတန်ရှင်းကြီးလှုပ်ပြီးတဲ့ဘူးစုပါရဲ့နေစင်မကိုဆရာတွေကမျက်ကွယ်ပြူထားကြတယ်။ဘာကြောင့်လဲဆိုတော့သူမကထူးချွတ်တဲ့ကျောင်းသူဖြစ်ပြီးဗော်လီဘောပလိုင်ပွဲတွေကနေကျောင်းကိုဂုဏ်ယူစေချင်လို့ပါ။ဒါကြောင့်ဘူးစုပါအောင်ဘယ်တော့မှကျောင်းကနေထုတ်ပယ်ခြင်းမခံရတဲ့အထီးကအကြောင်းရင်းဖြစ်တယ်။ဗော်လီဘောလေးချင်းငယ်တစ်ခုမှာရာဆိုတဲ့သူကငွေမပေးရတဲ့အသက်ဘူးစုပါရဲ့စပိုင်ကာချက်ဒီကိုခိုင်းရတယ်။ရာကချမ်းသာတဲ့မိသားစုကဖြစ်ပေမဲ့ဘူးစုပါအသက်တော့ပေါင်းမမဟုတ်ဘူး။ကျင်းသားရကဆက်မကြည့်နိုင်တော့ဘူး။ဝင်ရောက်ဟန်တာပြီးဘူးစုပါကိုစွမ်းအားဆန်သက်ဖို့စိန်ခေါ်တယ်။ကျင်းသားရရှုံးရင်ရာရဲ့နေရာကိုအစားထိုးယူမယ်။ဘူးစုပါရှုံးရင်ဒါဒီကိစ္စအလုံးရက်တန်ရမယ်။ကျင်းသားရရဲ့ကျွမ်းကျင်မှုကိုမသိသေးတဲ့ဘူးစုပါကကျင်းသားရရဲ့ပြင်းထန်တဲ့စပိုင်ကာချက်ကိုခံလိုက်ရတယ်။လူများရှိမှသူ့မန်ကျူသွားတယ်လို့ခန်းစားရတဲ့ဘူးစုပါကဒေါသထွက်သွားပြီးရန်စာဖြစ်လူနီးပါဖြစ်တယ်။ဒီပြဆရာကဝင်ရောက်ဟန်တာလိုက်တယ်။ဒီဖြစ်ရဲ့ကြောင့်ကျင်တာရဟောင်းအိုအားစာနဲ့ရာတော့ပိုရင်းနေလာပြီးခိုင်မဲတဲ့မိတ်ဆွေအဖွေဖြစ်လာတယ်။သူတို့စကားပြောနေတော့ကျင်တာရရဲ့နောက်ခံဇလန်ကိုသိရတယ်။အလဲတန်းကျောင်းကနေကျင်တာရကမကြာခဏနှိပ်စက်ခံရပြီးမယ်နောက်ဆုံးမှပြန်ခုခံရဲသွားတယ်။ဒီအချင်းကစားပြီးဘသူကမှသူ့ကိုတုတ်ကားပေးရတော့ဘူး။အိုအားစာကကျင်တာရရှိနေတော့ဘူးစုပါကိုရင်ဆိုင်ရဲတယ်လို့ပြောတယ်။ဘူးစုပါကိုရက်တန်ဟုရဲရဲဝန့်ဝန့်ရင်ဆိုင်ဝန့်သူတယောက်လူအပ်လို့ပါ။ဒါပေမဲ့ထို့အချိန်မှာကျင်တာရကစိတ်စိမ်နေပြီးမျက်သီးတုံးပြမှုမှမပြူပါဘူး။သူမကဘူးစုပါရဲ့နောက်ခံကဘသူလဲလို့မေးတယ်။ရာကရှင်းပြတာကဘူးစုပါကအစကနေဒီလိုမဟုတ်ဘူး။တနစ်ချောင်းခွင့်ယူသွားပြီးပြန်လာတဲ့အခါမှာသူမရဲ့အပြုအမူစာတင်ပြောင်းလဲသွားလား။ထိုကနစ်ခွင့်ယူသွားစဉ်ဘူးစုပါကကိုဝင်းရှိသွားပြီးကလေးကိုဖယ်ရှားခဲ့ရတယ်ဆိုတဲ့အဆက်အစီရှိတယ်။ကျောင်းအာနာသွေးတွေကကြီးအကြောင်းကိုသိရှိထားပေမဲ့ဘူးစုပါရဲ့ထူးချွတ်တဲ့အကြောင်းကိုဘူးစုပါကဆက်ထားခဲ့တယ်